အားလုံးပဲမင်္ဂလာပါ Football Universe ကနေပြန်လဲချိုးဆိုလိုက်ပါတယ်ဒါကျွန်တော်တို့ဒီမေလ16ရက်ပေါ့နော်ည7နာရီခွဲချိန်မှာဆိုရင်တော့ဒါချက်စီအသင်းနဲ့မန်စီးတီးအသင်းတို့က FA ဖလားပိုလူပွဲကိုအင်္ဂလန်နိုင်ငံလန်ဒန်မြို့မှာရှိတဲ့ Wembley ကွင်းရဲမှာကစားကြတော့မှာဖြစ်ပါတယ်ဒီပွဲနဲ့ပတ်သက်ပြီးတော့ကျွန်တော်ရဲ့ပွဲမတိုင်ခင်ပေါ့နော်ပွဲကြိုအမြင်လေးတွေကိုသုံးသပ်ဆွေးနွေးတော့မှာဖြစ်ပါတယ်ဒီပထမဆုံးအနေနဲ့ချက်စီပေါ့နော်ချက်စီဘက်ကတော့ဒါပြောရမယ်ဆိုရင်တော်တော်လေးနှိမ့်ကြတဲ့အနေအထားကိုရောက်နေတယ်အစောပိုင်းပေါ့နော်အဇိုမာရစကာနဲ့အစောပိုင်းဒီရာသီအစကာလတွေမှာချန်ပီယံလိဝင်ခွင့်တော့တေချာနေတဲ့ပုံစံမျိုးအနေအထားထိသူရက်တည်နိုင်သေးပေမဲ့နောက်ပိုင်းမှာတော့ဒါဒီပြအပြောင်းလဲတွေရောကစားသမားတွေကဖောက်နေတာတွေရောနဲ့နောက်ကွင်းတွင်ခွင့်ပြင်တော်တော်ရှုပ်ထွေးပြီးတော့အခုကတော့ဥရောပဝင်ခွင့်တော့တိတ်မတေချာတဲ့အနေအထားမျိုးဖြစ်နေတယ်ဗျပြီးတော့ဒီကစားသမားတွေကလည်းပေါ့နော်နီးပြအပေါ်မှာကျွန်တော်အမြင်မှာတော့ယုံကြည်သိမ့်မရှိတဲ့လူပုံစံမျိုးတွေလည်းတွေ့ရတယ်ဖာနန်ဒက်တို့အစားပေါ့လေဆိုတော့ချက်စီဘက်ကတော့တော်တော်လေးရှေ့စွမ်းရောစိတ်တိုက်မော်ကွင်းတွင်ကွင်းပြင်ပေါ့နော်အကုန်လုံးကနှိမ့်ချနေတဲ့အနေထားမှာရှိတယ်ပြီးတော့ဒီအန်ဆိုမာရစကာကိုထုတ်တဲ့ကိစ္စပေါ့နော်အဲ့ဒါလည်းကျွန်တော်ကတော့မှားတယ်လို့ထင်တယ်ဒီရိုစင်ညာပေါ့ရိုစင်ညာကမကောင်းမဟုတ်ဘူးဒါပေမဲ့ချက်စီလို့အသင်းမျိုးကိုကန်ရလောက်အောင်အတွေ့အကြုံရောပညာရောတော်တော်လိုသေးတဲ့အနေထားမှာသူ့ကိုဝင်ပြီးတော့ကင်ခိုင်းလိုက်တော့ထိန်းချောင်းမှုတွေလွဲတယ်တော်တော်လေးရှင်းနေကဒီလိုဖြစ်သွားတယ်ပေါ့ဗျာတကယ်ကြတော့မာရစကာကိုထုတ်ပြီးတော့သူ့ကိုခန့်တာတော့ဘာမှမထူးဘူးဗျမာရစကာကတော့ဒီလိုပွဲကြီးပွဲကောင်းနေမှာနည်းနည်းကောင်းသေးတယ်ပေါ့နော်တပွဲတို့လေးတွေကောင်းသေးတယ်ဖလားလေးတွေရအောင်ယူနိုင်သေးတယ်ရိုးစင်ညာကိုခန့်တာတော့တော်တော်မှားတဲ့ဆုံးဖြတ်ချက်လို့ပဲပြောရမှာပေါ့နော်ထားပါတော့ဒါကတော့ပြီးသွားခဲ့ပြီအခုကတော့သူတို့ရဲ့လက်ထောက်နီးပြပေါ့နော်မဖာလိန်နဲ့သူတို့ကခီးဆက်နေတယ်ဒီမှာလဲတော်တော်အဆင်မပြေသေးဘူးရောက်ရှင်ရရောက်ပေါက်ရှင်ရပေါက်ပေါ့နော်အဲ့လိုပုံစံမျိုးဖြစ်နေတယ်ချက်စီးရဲ့အနေထားကဆိုတော့ကျွန်တော်တို့ဒီပွဲအတွက်လဲကျွန်တော်ပြောလို့ပဲချက်စီးဘက်မှာဘာမှအားရတဲ့အနေထားတော့မရှိဘူးဒါပေမဲ့တစ်ခုရှိတာကချက်စီးဒီဘရာသာတို့တီးကြတဲ့အတိုင်းပဲဗျာနော်ပွဲကြီးပွဲကောင်းနေဆိုရင်ထကောင်းတယ်တကယ်ကန်ရမယ်ရေးတယ်မိုးရဲရေးတယ်ကျွန်တော်တို့ချုံးမဲ့ထင်တဲ့ပွဲတွေရှေ့စွမ်းတားညံ့နေတဲ့အချိန်တွေဆိုလို့ရှိရင်သူတို့ကဟိုဘက်ကဘာစီလိုနာပဲဖြစ်ဖြစ်ဘိုင်ယန်ပဲဖြစ်ဖြစ်ကောင်းကောင်းရှင်းနိုင်တယ်ပေါ့ဗျာအဲ့လိုမျိုးတာရကတွေလည်းရှိလာတာဆိုတော့ဒီပွဲကအားလုံးတွက်ထားသလိုတော့မန်စီးတီးဘက်ကတစ်ဖက်သက်ကြီးနဲ့ကျွန်တော်တို့ရုပ်ပေါအောင်တော့ဖြစ်သွားမယ်လို့ကျွန်တော်ကမထင်ဘူးအဲ့တော့ချက်စီကတော့ဒီဖာနန်ဒက်တို့ပယ်မာတို့နည်းနည်းတော့ကြည့်ကောင်းအောင်တော့ခံနိုင်မယ်လို့ကျွန်တော်ထင်တယ်ဒါချက်စီဘက်ကပိုင်းပေါ့လေနောက်ကျွန်တော်တို့မန်စီးတီးဘက်ကပိုင်းကိုကြည့်မယ်ဆိုရင်တော့မန်စီးတီးကဒါဒီအရှိမကျွန်တော်တို့အာဆင်နယ်ကိုနိုင်ပြီးတော့ကာရာဘောင်းရထားတယ်ပြီးတော့ဒါ FA ဖလားပိုင်းဒီ final ထိအောင်ရောက်လာပြီပေါ့နော်ပြီးတော့သူပရီးမီးယားလိမှာလည်းဆိုရနိုင်ကြီးကရှိသေးတယ်ဗျာဒါပဲပြောသူကဘယ်လိုပဲပြောဒီအာဆင်နယ်ကသာအရှိချောင်းရင်သူလည်းရနိုင်ကြီးရှိသေးတယ်ဆိုတော့သူကဗျာတော့နည်းနည်းများတယ်ဒါပေမဲ့အဲ့လိုရှိနေမျိုးတွေဆိုလို့ရှိရင်ဒါမန်စီးတီးကပို့ပြီးတော့ကောင်းလေရှိတယ်ဘယ်သူတွေနဲ့ပဲရှင်နောက်ဆုံးကြရင်သူကမင်းသားဖြစ်တာများတယ်ဒါကလည်းပြောရမယ်ဆိုရင်လူအင်အားပေါ့နော်လူအင်အားကောင်းတာရဲ့နောက်ဂွာဒီယိုလာရဲ့ဘာဒီဝါဒီကြောင့်လည်းပါတာပေါ့မန်စီးတီးဘက်ကတော့ဒါလူကလည်းအကုန်လုံးဒီပါကပြန်ပြီးဆုံးနေပြီခြေစွမ်းကလည်းအားလုံးဒီပါပြနေတယ်စိတ်ရပိုင်းကလည်းဒါဖလား၃လုံးရနိုင်ခြေရှိတဲ့လမ်းကြောင်းပေါ်မှာပဲရှိနေသေးတာဆိုတော့မန်စီးတီးဘက်မှာတော့အားလုံးကအကောင်းနေကြီးဖြစ်နေရပါဗျာဆိုတော့မန်စီးတီးဘက်ကအကောင်းနေကြီးဖြစ်နေတာနဲ့ပဲဒီပွဲကမန်စီးတီးနိုင်ပြီလို့တော့ပြောလို့တော့မရဘူးပေါ့လေဒါပေမဲ့ရာခိုင်နှုန်းအဖြစ်ကတော့မန်စီးတီးနိုင်ဖို့ကတော့တော်တော်ကိုများတယ်ဆိုတော့အထွေထူးတော့ဒီမန်စီးတီးနဲ့ပတ်သက်ပြီးတော့ဒါကြီးသုံးသက်ဆရာမရှိဘူးပြီးတော့ဂွာဒီယိုလာလည်းဒီနှစ်ပြီးရင်ထွက်မဲ့သဘောတွေလည်းတွေ့ရတယ်ပေါ့နော်ဆိုတော့ဒီသူတို့အနေနဲ့ဖလား၃လုံးအောင်မြင်ဖို့ယာယူသွားမလားချက်စီးရပဲကျွန်တော်တို့မထင်မှတ်ဖဲနဲ့အလဲထိုးပြီးတော့ပေါ့နော်ထုံးစံတိုင်းသူတို့အောင်မြင်မှုတွေကိုရတတ်တဲ့ချက်စီးရဲ့ထုံးစံတိုင်းမထင်မှတ်ဖဲယာယူသွားမလားဆိုတာတော့ကျွန်တော်တို့စောင့်ကြည့်ရမှာဖြစ်ပါတယ်ဒီကိုတို့မြင်အောင်ဘယ်လိုရှိလဲဆိုတာလေးပြောပြပေးခဲ့ကြပါဦးမြအားလုံးကိုကျေးဇူးတင်ပါတယ်